အားလုံးပဲမောနေမှာကျွန်တော်နောင်တရားနေပြီးတော့ဒီနေ့ဟိုပုံးကြည့်တတ်ပါမယ်ကီလိုကတော့130ကျော်ပါတယ်ဒီတိုင်းကထုတ်လိုက်တော့ဒါကတော့တောင်ပိုင်းတိုင်းသမားဖြစ်ပါတယ်တောင်ပိုင်းတိုင်းသမားလေးစောနေလင်းစေးကျွန်တော်နန်းဝေရန်ဖြူစိုင်းဟုတ်တယ်မိန်းကလေးဖြစ်ရဲ့အဲ့စိုင်းဝေရန်ဖြူမားပါလို့ဟိုဘက်စိုင်းဟန်တင်စိုင်းတင်ကိုရှမ်းရဲ့နေပြီးတော့ထောက်ခွာပြီးတော့ကျွန်တော်တို့ကိုရှမ်းရဲ့မွေးရစာတကယ်ဒီနေ့ကကိုရှမ်းရဲ့လက်ရှိနေတဲ့ဟိုပုံးကိုတွားနေပါတယ်စတင်ပြီးတော့ထောက်ခွာနေပါတယ်ပြီးတော့တွေ့မြင်နေရတာတော့ကိုယ်ရနေကျိုးသားပန်းလာတက်နေရပါဒါကြီးကဘုဒ္ဓတက္ကသိုလ်ပြီးတော့မှတော့ပြပြကျောင်းဆောင်ဖို့တမ်းပါဒီအိမ်လေးကတရားထိုင်နေပြီယောဂီတွေပေါ့အဲ့ဒီနေရာကျွန်တော်ပြန်ထွက်ပါတော့မနက်စာတွေပါစားပွားပြန်လာဝေးဝန်တင်ဝါချနေနေရဂိုရီယာကိုလင်းကိုပိုင်ကိုလင်းတိုးကျောင်းသားကျောင်းတလုံးတောင်တက်နေရပါကျောင်းတလုံးတောင်နဲ့ကျွန်တော်တို့အမြင့်ဆုံးတော့ကျွန်တော်တို့ရောက်တော့မောပါတယ်ပြီးတော့ဒီဘက်ကຢာတွေသူကရန်ကုန်နဲ့ပို့ဆိုင်ပို့တူတယ်နေပူတယ်တက်လိုက်ပါဦးမယ်အိုးရှိမှမြင်နေရတဲ့အိမ်လေးတွေကျောင်းတလုံးရဲ့မြို့သေးပါပဲအိမ်လေးမြင်ရဖို့တော်လေးကိုကျွန်တော်တို့အားစိုက်ပြီးနှင်းလိုက်ရတယ်ကျောင်းတလုံးကြီးမြို့ကနေပြီးတော့ကျွန်တော် officially ထွက်ခွာပါပြီရှေ့ဆိုတာကျွန်တော်အစင်းနေဖြစ်တော့ပါပြီထွက်ခွာတော့မှာလားကျွန်တော်နေနဲ့ပဲမွေတော်ကက်ကူရဲ့ဖျားဝင်းထဲကိုရောက်ရှိလို့လာခဲ့ပါပြီဒါရှမ်းပြည်ရဲ့စက်ကနေချားပဲဖျားတွေကလေဒါမွေတော်ကက်ကူကရှမ်းပြည်ရဲ့စက်ကနေချားလို့ပြောလို့ရတယ်ဆဲလိုက်တယ်ကျွန်တော်နေပဲဘန်းရင်ကိုရောက်လာပြီဘန်းရင်ကနေတော့မှကျွန်တော်နမ်းခုတ်ပြီးတော့မှဖို့ပေါ်ပါဗျာခင်ဗျားပြင်တော့ကျွန်တော်လည်း4နိုင်ထိုးပါပြီကီလိုမီတာလည်း40ဝန်းကျင်ကျန်နေတယ်အဲ့တော့ကျွန်တော်တို့ရုံးကန်ရမှာအောင်မယ်ကျွန်တော်တို့နမ်းခုတ်တဲ့ကိုကျွန်တော်တို့ရောက်ပါပြီနမ်းခုတ်ဟိုပုံကိုရောက်ဖို့ကျွန်တော်တို့22ကီလိုလိုပါသေးတယ်
စသေးပဲတဲ့လေးမှာဖြစ်ပြီပေါ့ချိန်နေတော့လည်းရောက်သွားမှာပါပဲကျွန်တော်တို့နောက်ဆုံးတော့6နိုင်ခွဲဝန်းကျင်လောက်မှာကိုပုံးမျိုးကိုကျွန်တော်တို့ဝင်လာပါပြီကျွန်တော်တို့နားမဲ့နေရာကိုရောက်ပါပြီဒီနေ့ကအရန်ကိုစပိန်နေရတဲ့နေ့ပေါ့ဗျာကိုစုခိုင်းရဲ့အေကိုရောက်နေရပါကျွန်တော်တို့ရဲ့စပိန်စီရရဲ့နောက်ဆုံးနေ့ပဲဖြစ်ပါတယ်အနေထားရတော့